အောင်တွေမိုးပဲဖြစ်ပါတယ်ဗျာဒီကျွန်းသားအသင်းကလည်းပြီးခဲ့တဲ့ Skynet ပွဲမှာလည်းရက်လက်ကောင်းတွေရရှိထားတဲ့တကယ်တောက်တင်းခိုင်မာတဲ့အသင်းပဲဖြစ်ပါတယ်ဗျာနော်တစ်ဖက်ကလည်းမြန်မာလေအသင်းကစားသမားတွေပါဝင်တဲ့ဆိုလင်းကလပ်ပဲဖြစ်ပါတယ်ဗျာဒီကျွန်တော်အန်ကူစားပစ်ဂုံစားပစ်ထိုးထားတယ်ဖမ်းထားတယ်ပါသွားတယ်ပိုက်ထောက်တယ်ကြားတယ်ဗျာကဲကန်ဂျမာကတော့တကယ်ကောင်းနေပြီဗျာခြေခွင်နဲ့ဖမ်းလိုက်တာပိုက်ထောက်ပြီးတစ်ပတ်ကိုပြန်ကျသွားတဲ့အတွက်ရွှေကျွန်းသားကတော့10မှတ်နော်ဆိုလင်းကလပ်ကတော့1ပါဗျာ1မှာစားပိန်ထိုးထားတယ်အန်ကူဖမ်းပေးထားတယ်ဝေလင်းအောင်လိုက်တင်နေတယ်ဘယ်လေးကောင်းနေဗျာပါလာတဲ့ချင်းနဲ့ပဲကိုချစ်ကောင်းကနေပြီးတော့ကန်ချထားတဲ့အတွက်ဟုတ်တယ်မလားရွှေကျွန်းသားအမှတ်ရရှိပါတယ်ဗျအော်ရာမာဝါလို့အော်ရာမာဝါလို့နိုင်ဝမ်အော်ရာမိုင်းတော့ဘယ်ပြန်မှာဘုံမလည်းရတယ်ကျွန်တော်လည်းကောင်းပါအမှတ်ကတော့9-1ပါဗျာနော်အမှတ်ကတော့တကယ်ဟိုကွာဟသွားပြီပဲဖြစ်ပါတယ်ဗျာစားပိန်နဲ့ဟုတ်ပါတယ်ဗျာစားပိန်တကယ်ကောင်းပါတယ်ဗျာနော်စားပိန်ညီငယ်လေးမခိုင်မာမီမာလာတကယ်ဝင်းကျော်ကတော့ပြောသွားတယ်ဗျာနော်ကဲဆိုလင်းကတော့အခုဆိုတော့2မှတ်ရွှေကျွန်းသား6မှတ်ပါဗျ9မှတ်အတားနဲ့တော့ဥဆောင်နေတယ်ဗျာဦးကျွန်တော်တစ်ဖက်ကတော့စားပိတ်ကိုဘယ်ဟိုထိုးမလဲချိနေတယ်ဗျဦးကျွန်တော်လူသားလဲပြီးတော့ချင်းလုံးကိုပြန်လဲဝင်ရောက်လာတာတွေ့ရတယ်ဗျာနော်ထိုးရတယ်ပိုက်တိုးတယ်ဗျာကဲကျွန်တော်တို့ခြေကျွန်းသားစားပိတ်ပိုက်တိုးတဲ့အတွက်အားလေးလှုပ်တာမပေါ့နဲ့စားပိတ်ကွက်ထွက်ကြည့်ဆိုလင်းမရရှိထားတယ်ဗျဆိုလင်းထိုးရတယ်ဖမ်းရတယ်စားပိတ်ပဲတည်ထားပြီးကိုချစ်ကောင်းကန်ထားတယ်ကွာကြီးဗျာတကယ်ကောင်းတယ်ဗျာကိုချစ်ကောင်းနော်ကိုချစ်ကောင်းကြီးကတော့အသက်အရွယ်နဲ့မလိုက်ကိုကျွန်တော်တို့လင်းမြန်ဖြက်လက်နဲ့ကိုလိုက်ပြီးတော့ကစားနေတာတွေ့ရတယ်ဗျာနော်ခါနေတယ်နော်ဘေးအတန်တွေကမဲနေသလိုပဲတဲ့ဘေးအတန်တွေကမဲနေသလိုပဲတဲ့အဲ့အတန်ပအောင်လုပ်ပေးပါတဲ့ဟုတ်ကဲ့ကျွန်တော်ပြောလိုက်ပါမယ်နော်အတန်တွေမဟုတ်လူလဲမဲပါတယ်ဗျာနော်ကဲစားပိန်ပဲထိုးထားတယ်ဖြုတ်ချင်းလေးကောင်းတယ်ဗျာအန်ကူဖမ်းထားတယ်ဝေလင်းအောင်လိုက်မြောက်ထားတယ်ဘယ်လေးကန်ထားပြီးမိထားလေးတဲ့လိုက်မြောက်ထားတယ်ချစ်ကောင်းဘယ်လေးနဲ့ဝင်ထည့်ထားတယ်ပြန်တည်ထားတယ်ဝေလင်းအောင်တည်ထားပြီးဘယ်လေးဖွားပုတ်ထားတယ်ကဲဦးဇုံတော့ချစ်ကောင်းဖောင်းတယ်ဆိုပြီးတော့တိုင်ရတော့ဆိုလင်းကိုပေးထားတာတွေ့ရတယ်ဗျာတာဒီဖာပဲလေးရအောင်ပဲလီးပြကြီးကအမေသားဆိုတော့တဲ့မခိုင်ရဟုတ်ကဲ့ပြောလိုက်ပါမယ်ဗျာကိုတစ္ဆာဆ iam မကြီးတဲ့အဲ့တော့မရတော့သေးဘူးလေကိုတစ္ဆာဘာလို့ပြောတာတော့တာပဲလိုက်ကူလားကဲထိုးထားပြီခဏလေးအခုဆိုရင်တော့နော်ဆိုလင်းတင်းရဲ့အကူစားပိတ်ကတော့ရွှေကျွန်းသားအသင်းကိုတစ်လုံးပေါက်သွားခဲ့ပြီဗျာဒါကြောင့်မလို့10-5ပါဗျာမဟုတ်လိုက်တူလိုက်ပေးရတယ်ကဲအခုကျွန်တော်စားပိတ်ပါဗျာ5-10ပါဗျာစားပိတ်ထိုးထားတယ်အန်ကူဖမ်းထားပြီးတယ်ဝေလင်းအောင်မြောက်ပေးထားတယ်အဝေးကြီးပဲကဲဒီတစ်ခါမှာတော့ကျွန်တော်တို့နော်တကယ်ဟိုမာယွင်းမှုလို့ပဲဆိုရမှာပဲဖြစ်ပါတယ်ဗျာနော်ဝေလင်းအောင်ရဲ့တဲချင်းအတော်ပင်ကွာဟသွားတဲ့အတွက်နတ်တလင်းပဲလေးလိုက်ကန်ရမှာပိုက်မကြော်ခဲ့တဲ့အတွက်လိုက်ထဲမှာပါသွားရင်ဖက်နဲ့ချွတ်လိုက်ကျွန်တော်တို့ပြောရမှာပဲလေရွှေကျွန်းသားကတော့17မှတ်ဆိုတဲ့ရလက်ကိုရရှိသွားပြီပဲဖြစ်ပါတယ်ဗျာနော်ဒါလည်းနီးပြတွေရဲ့အပြောင်းလဲနဲ့နီးပြတွေရဲ့နီးပြူပါပဲဗျာနော်တိုင်မောက်အချိန်ပြည့်သွားတဲ့အချိန်မှာနီးပြတွေကကျွန်တော်တို့ဒါဖက်နဲ့ချွတ်တာတို့ချိုးချီတာတို့ဟိုလောက်တာတို့ပြောလို့ရပါတယ်ဗျာနော်ဒါလုပ်လို့ရပါတယ်ဒါကတော့ဒါဘောင်တွေကလောက်တာဖြစ်တဲ့အတွက်အေးဆေးပဲလုပ်လို့ရပါတယ်ဗျာငါတားပြူတဲ့လူကိုမခေါ်တာတားမဲတဲ့လူပဲခေါ်တာရအောင်တော့လည်းတားလေးဒီဆွေးတော့ကားရတာဘာမှဖြစ်စားလေးပူရမ်းတာလေးအစိုးရချစ်ကောင်းမဟုတ်ပါဘူးဗျာနော်အစိုးရချစ်ကောင်းမရှိပါဘူးစားလေးပူရမ်းတာလေးဟုတ်လားကဲဘူးဆိုတော့အခုစားပိတ်ထိုးမယ်ဗျာခုံစားပိတ်ဖမ်းထားတယ်တည်ထားပြီကောင်းတယ်ဗျာဖမ်းချင်းကန်ထားတယ်စမ်းဝင်းနဲ့ကဲမိထားတယ်ပြန်မိထားတယ်ကြောပြီးတော့ပြန်တည်ထားတယ်
ကဲချစ်ကောင်းကိုချစ်ကောင်းကောင်းလိုက်တာကိုချစ်ကောင်းရဲ့ကဲကိုချစ်ကောင်းကတော့တကယ်အသက်အရွယ်နဲ့မလိုက်ပဲတကယ်ကိုစွမ်းတမန်စူးစမ်းနေတာပဲဖြစ်ပါတယ်ဗျာနော်အခုဆိုရင်တော့ရွှေကျွန်းသားအသင်း12မှတ်စိုးလင်းကတော့9မှတ်ပါဗျာကောင်းချစ်ကောင်းဟုတ်ကဲ့ပါဗျာမပြောပါနဲ့ဗျကျွန်တော်တို့လည်းရတာလေးနဲ့လုတ်ပေးတာကိုကျေးဇူးတင်ပါဗျာနော်ကြည်ရတဲ့အတွက်ဘယ်လေးကောင်းလိုက်တာဗျာနော်နှစ်ကလင်းဘယ်လေးဒီကန်ချက်တကယ်ပင်ကောင်းပါပါတယ်ဗျာနော်မှန်ပါတယ်ဗျအခြေယူပြီးပြင်ဆင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းပြောထားပါတယ်ဗျာနော်အထက်ကိုတင်ပြထားပါတယ်ကျွန်တော်တို့ဒီထက်မကကောင်းတဲ့ကောင်းမွန်တဲ့ဆက်ကြီးတွေရိုက်ပြီးတော့လိုက်လွင့်ပေးကြပါလေဗျာနော်ကျွန်တော်မြန်မာနိုင်ငံလုံးကတကယ်ကိုဝါသနာကြီးတဲ့ပိုက်ကျော်ချင်းကစားသမားတွေအားလုံးကိုချစ်တဲ့လူတွေအကုန်လုံးကိုလည်းကျွန်တော်တို့ဒီလိုပွဲမျိုးတွေကိုများများကြည့်စီချင်ပါလေဗျာနော်ကျွန်တော်လည်းရှေ့ဆက်ပြီးတော့စူးစမ်းပေးသွားမှာပါဗျာကိုအောင်လင်မိုးပြောပေးပါတဲ့မလောပါနဲ့မြင်မြင်လေးကစားကြပါလို့ဟုတ်ကဲ့ပြောပေးပါမယ်ဗျာနော်ကျွန်တော်နားမှာရှိပါလေဗျာဟုတ်ကဲ့မတ်တန်တာတဲ့မတ်တန်တာတော်မေတန်တာတော်တဲ့ကျွန်တော်ကတော့ထုတ်နေရောအောက်ပိုင်းရင်တုံနေရောကျွန်တော်လွတ်ရင်အော်တိုကောင်းပါကဲအခုကျွန်တော်စားပိတ်ပါဗျာနော်အမှတ်ကတော့36ပါဗျာ73 6ပါဗျာစားပိတ်ထိုးထားတယ်ဒီကမှာတော့ဝေါကိုအယောင်ပြပြီးတော့တစ်ဖက်ကိုဖောက်ထိုးတာဗျာတကယ်ကောင်းပါတယ်ဝေါကိုထိုးမလို့နဲ့တစ်ဖက်ကိုဖောက်ထိုးတာတကယ်လို့ဒီလုံးသားကြခဲ့မယ်ဆိုရင် game point ဆိုတဲ့ရလက်ကိုရရှိမှာပဲဖြစ်ပါတယ်ဗျာနော်တိုင်းပါကဲရွှေကျွန်းသားအသင်းရဲ့ကျွန်တော်တို့နော်နီးပြကြီးကတော့ကျွန်တော်တို့တိုင်းပေါက်ခေါ်လိုက်ပြီပဲဖြစ်ပါတယ်ဗျာနော်ဒီပွဲပြီးရင်လာမယ်ဗျာကဲဒီပွဲပြီးရင်ကျွန်တော်တို့လိမ့်နဲ့စတဲ့ဘူးနဲ့ကြီးကောင်းမဲ့ပွဲတစ်ပွဲပါဗျာနော်ဒီပွဲကိုတော့ကျွန်တော်ခိတ္တခဏနားယူပြီးတော့ဆရာလေးကကောင်းငင်မောကနေတက်လွင့်ပေးမယ်ဗျာကဲနော်ဒီပွဲပြီးသွားရင်တော့လိပ်ပွဲကိုဆရာလေးကသူကောင်းငင်မောကနေတက်လွင့်ပေးမယ်ကွင်းကိုကြည့်လို့ကောင်းတယ်နော်ဟုတ်တယ်ကြားလေးဒီလိုနာအတန်းတကကားလာဘိုးဘွားတွေကမောင်းတော့တယ်နော်တာတယ်တော့ကန်ရမယ်မားတာဘယ်ဒီကောင်းဒီကတော့လုံးလုံးလေးဟိုဘာမှမနဲ့မှာကိုလိုက်တာဟုတ်ပါဘူးလိမ့်နေတော့လာတယ်ဘာမှပြောတာပိုးတာလည်းဘူးချိန်ဒီတော့ကျွန်တော်တို့အာယူတော့မတွေ့သေးဘူးဗျနော်အတင်းစင်းပေးထားတဲ့ထဲမှာတော့နာမည်ပါတယ်ဗျသို့တော်လည်းပဲကျွန်တော်ညီငယ်လေးခါနာနေသလားမသိဘူးဗျဒါကြောင့်မလို့ဒီပွဲမှာတော့ပါလာမတွေ့ရသေးဘူးဗျနော်လောနဲ့တားလေးတို့ချက်တော့မရဘူးထိုင်းကအားပေးနေတယ်ကျေးဇူးပါဗျနော်ကျွန်တော်လည်းရေချိုးလိုက်အောင်မယ်ဆိုတော့တိုင်းအောင်ခေါ်လိုက်အောင်မယ်နော်ဟုတ်ကဲ့ရထားလို့မရပါဘူးဗျနော်ဆက်ပြီးတော့လာနေတယ်နော်ရေမြင်ချိုးပြီးလာကြည့်ဖမ်းထားတယ်တဲထားပြီးကိုချစ်ကောင်းမဲ့လိုက်နေတဲ့အပေါ်ကနေကိုချစ်ကောင်းပိုက်ကြီးကိုဆွဲချပြီးတော့နော်ကံကောင်းတယ်ဗျာပြုတ်ကြမလို့ဗျာဒီလုံးကဟန်ချက်ပြက်ပြီးတော့ပြုတ်ကြသွားနိုင်တယ်ဗျာနော်လူဘာပြတဲ့ဥမာကလုံးလောတယ်တော့ထိုးလိုက်တော့ချိုးပါဗျာမြန်ချိုးဝေလင်းအောင်ဖမ်းထားတယ်တဲထားပြီးဘယ်လေးပဲကန်ထားတယ်မိထားတယ်ဘလော့ကင်ကတဲထားပြီးကိုချစ်ကောင်းဝေးကြီးဗျာကဲဒီလုံးကြီးဗျာကဲတစ်ဖက်သီးကိုထောင်ပြီးတော့သွားတာဗျာဒီလုံးကြီးကိုသူဖမ်းမလို့ကိုဖမ်းမလို့နဲ့ကြောင်ပြီးတော့ပေးလိုက်ရတယ်ဗျာတကယ်ကိုနစ်နာတဲ့အမတ်တမတ်လို့ဆိုရမှာပဲဗျာကဲနော်တစ်ဖက်ကိုချစ်ကောင်းရဲ့ကန်ချင်းကထောင်ပြီးတော့သွားတာဗျာနော်ထောင်ကန်တာတက်ထောင်ကန်တာတဲ့နော်တက်ကိုထောင်ကန်လိုက်တာတဲ့ကဲ14ဗျာနော်ဂိမ်းမတ်ရောက်သွားပြီဗျာဖမ်းထားတယ်ချစ်ကောင်းပဲမိမပဲကန်တယ်ဗျာကဲကိုပါနေကိုပဲသုံးတက်ရမှာကျွန်တော်တို့ပိုက်တိုးတဲ့အတွက်ဆိုလင်းကလပ်ကတော့6မှတ်ပါဗျာနော်သို့တော်လည်းပဲရွှေကျွန်းသားအတင်းကတော့14မှတ်ဂိမ်းပွိုင်းကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ဗျာကိုဖြိုးတဲ့ရေတခါလေးပဲချိုးတာတယ်ဟုတ်တယ်ရေတခါလေးပဲချိုးနော်ရေချိုးကြီးမြန်လာကြည့်လိပ်ပွဲရှိရနော်ဒီပွဲပြီးလိပ်ပွဲလာမယ်ဗျာနော်စားပေထိုးရတယ်ဖြုတ်ချင်းလေးပဲရပြီဗျာကဲစားပေကတော့ရသွားပြီဗျာကဲရွှေကျွန်းသားတင်းကတော့နှစ်ပွဲပြည့်နဲ့စိုးလင်းအတင်းကိုနိုင်ရရှိသွားပြီပဲဖြစ်ပါတယ်ဒီပွဲပြီးရင်တော့အားလုံးမျော်လင့်ဆောင်စားနေကြတဲ့ကျွန်တော်တို့လိပ်3កောင်နဲ့10တဲဘူရဲ့အတင်းကိုတော့ကျွန်တော်တို့ရဲ့လိုက်လွှင့်တဲ့နေရာမှာဆရာကြတယ်ဆရာလေးဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့
တိမ်ပေါ်ကနေလွင့်ပေးဖို့အတွက်ပြန်လာခဲ့ပါမယ်ဗျာနော်ကျွန်တော်ရဲ့ live လေးကိုတော့ဒီဒီမဲ့ရနာခွင့်ပြုပါဗျာအားလုံးကျေးဇူးတင်ပါတယ်